ရေးဝန်ကြီးဌာနကိုစားပြုညပြည်ကြီးစိန်လန်းမြေမိဘုံမြန်ရဲ့ခေါင်းပိုင်းကိုတန့်စင်ချင်းအထိပ်ပဲဆောင်တော့ဘဒုံမှာကြာပိုင်းရဲ့အဖွင့်အခက်များအားပုံဖော်ပြသခြင်းဖြစ်ပါရဲ့ရှင်ကိုထဲပိုင်းမှာတော့ဘာသာသာသနာတော်ဆောက်ရှောက်၍တိုင်းပြည်တာယာဝပြောအောင်ဆောင်ရွက်နိုင်သည့်နိုင်ငံခေါင်းဆောင်များလက်ထက်တွင်ပေါ်ထွန်းလိရှိတဲ့စင်ဖြူတော်ပုံတော်ကိုတရုတ်ဖော်ပြသထားပြီးစင်ဖြူတော်များပေါ်ထွန်းခြင်းသည်စားရင်ရိတ်ခါပြည့်စုံဖူလုံသည်တိုင်းပြည်တာယာဝပြောသည်မကောင်းသောပြီးရန်အဖြစ်ရာပေါင်းကင်းစင်လွင်ပြောက်၍စီးပွားလက်လာပများတုံးပွားလာမည့်အတိတ်ဘေကိုတရုတ်ဖော်ပြသထားခြင်းဖြစ်ပါရဲ့ရှင်ကိုယ်ရဲ့ဘိုင်းမှာတိုင်းပြည်ဤတဘာဝတရားဇာတရင်းမြစ်များကိုထောင်စဉ်တည်တံ့ဖွံ့ဖြိုးတိုးတက်နေစေရေးနှင့်တဘာဝပတ်ဝန်းကျင်စိမ်းလန်းဆိုပြေတရားလှပစေရေးစနစ်တကျစီမံအုပ်ချုပ်ဆောင်ရွက်နေရသောတရားဇာတနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ logo ကိုတရုတ်ဖော်ပြသထားခြင်းဖြစ်ပါရဲ့ရှင်ဒီပေါင်းများရဲ့ကိုယ်ထဲမှာအစိမ်းရောင်ပန်းကွက်များဖြင့်နိုင်ငံတော်စိမ်းလန်းဆိုပြီးတာယာလှပနေမှုကိုတရုတ်ဖော်ပြသထားခြင်းဖြစ်ပြီးလောကပါလနမင်းကြီး၄ပါးမှလည်းမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားလက်ဆယ်ပြအုပ်မိုးပြီးစီမီနိုင်များဖြင့်ပူဇော်ကြော၍စိမ်းလန်းမြေ Greenland ဖြစ်ပါစေကြောင်းဆုတောင်းမြတ်တာပို့သနေတဲ့အသွင်သဏ္ဍာန်ကိုတရုတ်ဖော်ပြသထားခြင်းဖြစ်ပါရဲ့ရှင်ကိုရီအောက်ပိုင်းမှာလာပြည့်သို့မဟုတ်လာပြည့်ဝန်ကျင်ကာလများလာထွက်ချိန်မှာဖွင့်လှစ်ရှိတဲ့ကုမှုရာဂျာပိုင်းရဲ့အဖွင့်ခက်များနဲ့တရုတ်ဖော်ပြသထားခြင်းဖြစ်ပါရဲ့ရှင်တင်းဟုတ်ရေးနဲ့တင်းလိုက်စိန်လန်းမြေညမီကြီးမိဘများအားမြမယဉ်ကျေးမှုအမှုပညာလက်ရာများဖြင့်တရုတ်ဖော်ထားပြီးမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားရည်မှန်း၍စီမီရောင်စုံများဖြစ်သောဘီရှုရောင်စုံ11280လုံးဘီရှုကတ်ရောင်စုံ9850လုံးခိုးမြန်ရောင်စုံ2000လောက်ရောင်စုံ3990တွင်ဂလိုက်တာ12စင်းမီးလင်းမွေ16ခုရေတခွန်2ခုရောင်စုံမီးဖလက်400ခုတို့ဖြင့်ပူဇော်ကြောလေနိုင်ငံအဝန်းမကောင်းသောဘေးအန္တရာယ်များကင်းစင်လွင်ပြောင်း၍အေးချမ်းသာယာပြီးစင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်းဆုမွန်ကောင်းတောင်းလျက်စိမ်းလန်းမြေမိဘုံများအားလွတ်တင်ပူဇော်သွားမှာဖြစ်ပါရဲ့ရှင်တရားဇာတနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကိုစားပြုညမီကြီးစိတ်နှမ်းမြေမိဘုံများကောင်းပြေရန်ထက်စီကိုလှပစွာတက်နိုင်ဖို့အတွက်မိုင်းအပြည့်အဝခံနေတာဖြစ်ပါရဲ့ရှင်အကြမ်းမေးချိန်တွင်မှာတော့ဒီထွေးစမ်းသစ်ထားတဲ့ရဟန်းတော်များနဲ့ဒီဘုံပြန်ကြီးပြန်ကက်သွားပုံကိုရင်သန့်ရှုဖို့ပဲမြင်ကြရတော့မှာဖြစ်ပါလိမ့်ရှင်။ Hello
ကာနာကြိုင်ပွဲဝင်တဲ့သိပြထားပါအားကာကြိုင်ပွဲဝင်တဲ့သိပြထားပါ ဘုရားမြတ်စွာဘုရားကို စနေလို့ရပါပြီခင်ဗျာ ဘာသာဝိဇ္ဇာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုရည်မှန်း၍စီမီရန်စုံဘိရှုမိဘများဖြင့်ပူဇော်တော်ခြင်းသာသနာတော်ကိုစီပင်ပြုပွားစေခြင်းဌာနဆိုင်ရာဝန်ထမ်းညီကိုမောင်နှမများအားလုံးစီနောင်းညီညွတ်ပြီးချစ်ကြည်ရင်းနှီးမှုကိုရရှိခိုင်မြဲစေခြင်းအပိဋကများနှင့်အတူမိဘများအားပျော်ရွှင်စွာလွတ်တင်ခံစားခြင်းရိုးရာပွဲအားလက်ဆင့်ကမ်းတင်ဆောင်၍စီကားတိုင်းရဲ့စေခြင်းစရဲ့ရွေးချက်များနဲ့စိတ်နှမ်းခြင်းညပြည်ကြီးမိဘများအားလွတ်တင်ပူဇော်ရခြင်းဖြစ်ပါရဲ့ရှင်နိုင်ငံတော်စိတ်လားဆိုကြနေတဲ့တစ်တော်တစ်ပြည်များတဘောဝတိုင်းရဇာတာများပေါ်လေဝါတဲ့အမိမြန်မာပြည်ကိုကိုစားပြုတဲ့အနေနဲ့စိတ်နှမ်းခြင်းလို့အမည်ပေးလွတ်တင်ရခြင်းလည်းဖြစ်ပါရဲ့ရှင်ဒီကုဆိုရင်ဖြင့်တရားစာနာနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကိုစားပြုညပြည်ကြီးစိတ်နှမ်းကြီးမိဘများအားဖိုင်းဝပြီးဖြစ်တဲ့အတွက်အောက်ဆွေရန်ခွေညပြည်ကြီးကိုစတင်ခြေဆွဲနေပြီဖြစ်ပါရဲ့ရှင်야, 너 손에 없지? 손에 없지? နိုင်ငံတော်မကောင်းမှုဘေးအန္တရာယ်များကိစ္စမင်းပြောက်ပြီးအေးချမ်းသာယာပြီးစိတ်ဆက်တဲ့အကြောင်းများကိုသင်ပြရမှာဖြစ်ပါလိမ့်မယ်မိဘပြည်သူများရှင်ဒီခုချိန်မှာတော့မြင့်သားရှိတော်ဝယ်မိရှုပြည်သားများနဲ့ကောင်းကင်ရန်ထက်စီတို့ညပစွာတက်သွားတဲ့မိဘရန်ကတော့တရားစာသားနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြုစိတ်နှမ်းမြေမိကြီးမိဘဝန်ကြီးပဲဖြစ်ပါရဲ့ရှင်ဒီလိုမျိုးဒီဖွဲ့ပါ
မိနစ်တွင်ဆွေးနွေးရပြန်လည်ထုတ်ပေါ်ပြီးရရင်ဒီသားကပန်ကြားပါမယ်စိတ်လမ်းမြေဒီဦးတွေတင်ပြီးပြန်လာပြီ5မိနစ်တွင်ကြိုင်ပွဲမှာပြန်လည်ထုတ်ပေါ်ပြီးရရင်ပန်ကြားပါမယ်